الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه ومن والاه أما بعد فقد قال الله سبحانه وتعالى في محكم تنزيله يا أيها الذين آمنوا أطيعوا الله وأطيعوا الرسول وأولي الأمر منكم فإن تنازعتم في شيء فردوه إلى الله والرسول إلى آخر الآية الحمد لله دين مارو دي ما شيء لجمنه القرآنيون ومخالفتهم لهدي القرآن الكريم قرآن نسل بيوري قرآن به لكان سورة أوسوية قرآن سنجن تارة أشميا سورة قانزنة دي ما شيء لجمنه وجنو أشياء الله تنبيا بيدوما شبابဒီအုပ်စုနဲ့ပတ်သက်ပြီးတော့မှနှစ်ပေါင်း1400မတိုင်ခင်ကတည်းကတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ဟာဒီအုပ်စုပေါ်လာမယ်အဲ့ဒီအုပ်စုဟာကုရ်အာန်ကပြောတာပဲသူတို့လက်ခံပြီးတော့မှဆွန်နာလို့ပြောတဲ့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့ဟာဒီသ်တော်တွေကပြောသောအချက်တွေကိုညှင်းပယ်ကြမယ်ဆိုပြီးတော့မှတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်နှစ်ပေါင်း1400မတိုင်ခင်ကတည်းကပြောထားခဲ့တယ်အဲ့ဒါဟောရောဘူဒါဝုဒ်وأحمد إمام أحمد إمام أبو داود ودروي هذه جانبه مدان تنتهى تقيله دي أصولها وبوكه ففي الحديث قرآن بيقول وما ينطق عن الهوى إن هو إلا وحي يوحى تمام ياها تادنا بدر كيسا يا داينغو توبا بيو وحينه بيوره سورة القرآن سورة النجم جدا غناما الله سمع أمي شدارة رجاوတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်အမှန်တကယ်ပြောခဲ့တဲ့ authentic hadith အလုံးဟာဝဟီပဲအဲ့ဒါကြောင့်လည်းပဲအဲ့ဒီ hadith မှာပြောထားတဲ့အချက်တွေယာနဲ့ကြည့်ပြီးတော့မှကြိုတင်ပြီးတော့မှတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိတ်ထားတဲ့အချက်တွေယာနဲ့ကြည့်ပြီးတော့100 ရာခိုင်နှုန်းကွတိကျွန်တော်တို့ခင်မှာဖြစ်နေသူပြောခဲ့တဲ့ကုရ်အာန်ကိုပဲလက်ခံမယ်ဆိုတဲ့အုပ်စုပေါ်လာမယ်တကယ်ပေါ်လာခဲ့အများကြီးပဲအဲ့ဒီတော့ဒီပြဿနာဟာဖစ်တနာတူအင်ကာရီဆွန်နာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့ဆွန်နာတွေကိုညင်းတဲ့ဒီဖစ်တနာဟာအခုခေတ်မှာဆိုရင်တော်တော်ဆိုးရွားဖြစ်လာတော်တော်ဆိုးရွားကိုဖြစ်လာတာကျွန်တော် social platform တွေများလာတော့အလုံးမရှိဘူးဆိုရင်အဲ့ social platform မှာဒီဟဒီသ်နဲ့ပတ်သက်တာတွေကို blame တာဟဒီသ်ဟာထောက်ထားမဟုတ်ဘူးစသည်ဖြင့်အာရဘီတက်သလားဆိုတာတလုံးမတက်ဘူးတလုံးမတက်ဘူးနောက်ဆုံးအဲ့ဒီကုရ်အာန်ပါပဲဆိုတဲ့ပုံကိုယ်တွေထဲမှာသူတို့ကအလုံးရှိမြဘာအပြစ်ပေးထားလဲတော့မသိဘူးကုရ်အာန်ရဲ့ဆူရာ10ပုဒ်ကိုပြီးသားအောင်ဖတ်နိုင်စွမ်းမရှိအဲ့ဒါဟာသူတို့ရဲ့အားနည်းချက်ပေါ့အဲ့ဒီတော့အခုသူတို့နဲ့ကျွန်တော်တို့ကြားမှာကုရ်အာန်ဟဒီသ်ကုရ်အာန်ဆွန်နာအကွဲလွဲဖြစ်သွားပြီ difference opinion အမြင်မတူတော့အမြင်မတူသူတို့ကပြောတယ်အစ္စလာမ်သာသနာမှာအထောက်အထားသည် main principle law ဥပဒေဟာကုရ်အာန်ပဲကျွန်တော်တို့ကပြောတယ်ကုရ်အာန်လည်းဟုတ်တယ်ဟဒီသ်လည်းဟုတ်တယ်နှစ်ခုအဲ့ဒီတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှမွတ်စလင်တို့ကြားမှာ difference opinion အမြင်တွေကွဲပြားလာတဲ့အခါကျရင်ကုရ်အာန်အရဘယ်လိုဆုံးဖြတ်လဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကုရ်အာန်ဆူရာနိဆာအယနံပါတ်59ဆူရာနိဆာအယနံပါတ်59မှာအလောရှိမြတ်အမိန့်ရှိတယ်အလာဘာမိတ်ရှိတယ်ဆိုတော့မုအမင်တွေကိုပဲဥတိုက်ပြီးတော့မိတ်တာလူသားတို့စသည်ဖြင့်အဲ့လိုမျိုးမမိတ်ထားမုအမင်လို့ပြောတဲ့ believer ယုံကြည်သူတွေကိုပဲအလောရှိမြတ်ဟာအမိတ်ရှိတယ်ယာအယူဟ်လဒီနာအာမနူအိုအီမန်တော်ဝင်ယုံကြည်သူအပေါင်းတို့အသွီအလ္လာဟ်အလာရဲ့အမိတ်ကိုနာခံကြပြီးပြီလားဆိုတော့မပြီးသေးဘူးဆက်ပြီးတော့အလာဘာပြောလဲဝါအသွီအရ်ရဆူလ်ရဆူရဲ့အမိန့်ကိုလည်းနာခံကြအဲ့ဒီမှာအမိန့်နာခံကြလို့ပြောတဲ့ကရိယာပေါ့ verb အဲ့ဒီကရိယာကိုအလုံးစုံများဟာအလ္လာဟ်ရဲ့အမိန့်မှာလည်းဒီစလုံးကိုဒီကရိယာပုဂ္ဂိုလ်ယူလာသလိုဝါအသွီအရ်ရဆူလ်ရဆူရဲ့အမိန့်ကိုနာခံကြဆိုတဲ့နေရာမှာလည်းနာခံကြဆိုတဲ့အဲ့ဒီကရိယာ verb ကိုအလုံးစုံများဟာသုံးတယ်ပြီးတော့ထပ်ပြီးတော့ကုရ်အာန်မှာပြောလဲဝအူလီလ်အမရီမင်ကွမ်အဲ့ဒီလိုမွတ်စလင်တွေထဲကနေ authorityအာနာရှိတဲ့ပုဂ္ဂိုလ်ရဲ့အမိန့်ကိုလည်းနာခံလို့ပြောတဲ့နေရာမှာအသွီးဦးလို့ပြောတဲ့အမိန့်နာခံကြဆိုတဲ့စကားလုံးကို
အလောရှိမြတ်ကအဲ့ဒီအာနာဘိုင်းတွေပညာရှင်တွေရဲ့စကလုံးနဲ့တွဲပြီးတော့မယူလာဘူးဘာဖြစ်လို့လဲပညာရှင်ဖြစ်ဖြစ်အာနာဘိုင်းဖြစ်ဖြစ်သူတို့ရဲ့အမိကိုနာခံတဲ့နေရာမှာပုံသေးမရှိဘူးပုံသေးမရှိဘူးသူတို့ပြောတဲ့ပညာရှင်ဖြစ်ဖြစ်အာနာရှင်ဖြစ်ဖြစ်သူတို့ပြောတဲ့စကားတွေဟာကုရ်အာန်နဲ့ကိုက်ညီတယ်ဟာဒီသ်နဲ့ကိုက်ညီတယ်ဆိုမှလက်ခံရအောင်အဲ့ဒါကြောင့်လည်းပဲနာခံကြဆိုတဲ့ကရိယာပုတ်ကိုအလာကအဲ့ဒီစလုံးမှမယူလာဘူးဒါပေမဲ့ရဆူရဲ့အမိကိုနာခံတဲ့နေရာမှာအလုံးရှင်များဟာအီတွာလို့ပြောတဲ့နာခံခြင်းအဲ့ဒီစလုံးကိုယူလာတယ်အလာအမိကိုနာခံတဲ့နေရာမှာလည်းအဲ့ဒီစလုံးကိုယူလာတယ်အဲ့တော့ဘာသိရလဲရဆူရဲ့အမိဒီတွာမုစတကီလာတမန်တော်မြတ်ဆလ္လာဟူအလိုင်ဝါဆလမ်မှာလည်း authority ရှိတယ်တမန်တော်မြတ်ကိုအလုံးရှင်များဟာကုရ်အာန်အပြင်အခြားပြင်ပဝဟီတစ်ခုအလုံးရှင်များချီးမြှင့်ထားပြီးတော့မှအဲ့ဒီ authority ကိုအလုံးရှင်များကတမန်တော်မြတ်ကိုချီးမြှင့်ထားတယ်ပြီးတော့အလ္လာဟ်ထပ်ပြောတယ် fa in tanaza'tum တကယ်လို့အသင်တို့မွတ်စလင်ချင်းချင်းကြားမှာ tanaza'tum difference opinion ဖြစ်လာအမြင်တွေမတူတော့အငင်းပွားလာပြီဆိုရင်ဘာလို့ကုရ်အာန်ဘာပြောလဲအသင်တို့အချင်းချင်းကြားမှာတစုံတစ်ခုနဲ့ပတ်သက်ပြီးတော့မှအငင်းပွားဖွယ်ရဖြစ်လာပြီဆိုရင်ဖရဒူမင်းတို့အငင်းပွားနေတဲ့အရာကိုပြန်ပို့ရဖရဒူအဲ့ဒီအရာကိုပြန်ပို့ဘယ်ပြန်ပို့ရမလဲအီလာလာအလ္လာဟ်စီကိုပြန်ပို့ဝရဆူလ်ဘသူစီပြန်ပို့ရမလဲရဆူလ်စီကိုလည်းပြန်ပို့ဆိုပြီးတော့မှကုရ်အာန်မှာပြောတာအလ္လာဟ်ကအဲ့ဒီမှာမင်းတို့မွတ်စလင်ချင်းချင်းကြားမှာအငင်းပွားဖွယ်ရဖြစ်တဲ့ကိစ္စရနဲ့ပတ်သက်ပြီးတော့မှအဆုံးအဖြတ်ခံယူဖို့ farudduhu ila al-Quran faqat just only Quran ဘဲကိုဘဲပြန်ဖို့ရဆိုပြီးတော့မှလုံးဝမပြောအလ္လာဟ်ဘာပြောလဲ farudduhu ila Allah အလ္လာဟ်ဘဲကိုပြန်လဲ wa ila ar-rasul ရဆူလ်ဘဲကိုပြန်ဖို့တကယ်လို့မင်းတို့တွေဟာအလ္လာဟ်ကိုလည်းယုံတယ် the last day လို့ပြောတဲ့နောက်ဆုံးနေ့ကိုလည်းယုံတဲ့သူတွေဖြစ်တယ်ဆိုရင်မင်းတို့တွေဟာမင်းတို့အချင်းချင်းကြားမှာဖြစ်တဲ့အငင်းပွားတဲ့ကိစ္စရဒိုင်းကိုကုရ်အာန်ဂူဇီကိုပို့ပြီးတော့အဆုံးဖြတ်ခံရမယ်ဝရဆူလ်တမန်တော်တက်ရှိထင်ရှားရှိနေသူ့စီကိုတိုက်ရိုက်သွားပြီးတော့ဘာလို့အဆုံးဖြတ်ခံရအောင်သူဝဖဖြစ်သွားပြီဆိုရင်သူဆုံးဖြတ်ခဲ့တဲ့စီရင်နှုံးတွေရှိတယ်သူလျှောက်ခဲ့တဲ့သူ့ရဲ့လမ်းစဉ်တွေသူမိတ်ကြားခဲ့တဲ့မိတ်ကြားချက်တွေကုရ်အာန်မှာရှိပြီးသားဟာဒီသ်မှာရှိပြီးသားအဲ့တော့ဟာဒီသ်ကျမ်းတွေကိုသွားပြီးဘာလို့အောင်မလဲအဆုံးဖြတ်ခံယူရမယ်ဆိုပြီးတော့မှကုရ်အာန်ဘာလို့ထားတယ်လဲအမိတ်ရှိထားတဲ့အတွက်ကြောင့်ဒီအာယတ်ကထရူးဆန်းဖြစ်ခြင်းတော့ဆူရာနေဆာအာယတ်နံပါတ်59မှာအလ္လာဟ်အမိတ်ရှိထားတယ်တကယ်ပဲလက်ရှိကျွန်တော်တို့ဟာဒီသ်ကို reject လုပ်တဲ့အုပ်စုကိုမြန်မာမွတ်စလင်ကြားမှာဘာနာမည်ကြီးတဲ့ 59 ဆိုပြီးနာမည်ကြီးကြ59တကယ်ပဲအဲ့ဒီ59တွေသာဆူရာနေဆာအာယတ်နံပါတ်59ကိုသူတို့လက်ခံရင်ပြီးသွားတယ်ပြဿနာ59က59ကိုဆန့်ကျင်ထားတဲ့အပေါ်မှာအများကြီးပြဿနာတွေဖြစ်လာအများကြီးပဲဒီကုရ်အာန်ကပြောတဲ့ဖရဒူမင်းတို့အချင်းချင်းကြားမှာအငင်းပွားနေတဲ့ကိစ္စအလုံးကိုအလ္လာဟ်စီကိုပို့ပြီးပြီလားမပြီးသေးဘူးဝရဆူလ်စီကိုလည်းပို့ဆိုတော့မှကုရ်အာန်ဆူရာနေဆာအာယတ်နံပါတ်59မှာအလောရှိမြတ်ဘာလို့ထားတယ်လဲအမိတ်ရှိထားတယ်အဲ့ဒီတော့ကျွန်တော်တို့အချင်းချင်းကြားမှာဘာဖြစ်လာပြီလဲဟာဒီသ်အထောက်ထားဟုတ်တယ်မဟုတ်ဘူးစသည်ဖြင့်အငင်းပွားဖွယ်ဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကုရ်အာန်ဘက်ကိုပြန်လဲအောင်ကုရ်အာန်ဘက်ကိုဘာလုပ်အောင်လဲပြန်လဲအောင်အဲ့ဒီတော့ကျွန်တော်ဒီနေ့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ရဲ့ရှင်းလင်းချက်တွေလိုတယ်ဆိုတဲ့အကြောင်းကုရ်အာန်သီးတဲ့မှာပြောမှာဟာဒီတဘုတ်မှမကိုးကောင်းဟာဒီတဘုတ်မှကျွန်တော်မကိုးကောင်းကုရ်အာန်တတ်တဲ့မှာဘာလုပ်မလဲဒီမှာရှိတဲ့လူချင်းမင်းတွေကိုရှင်းပြတော့အဲ့ဒါမှလဲကျွန်တော်တို့တွေးလို့ရဘာဖြစ်လဲဆိုတော့ဒီအလ်ကုရ်အာနီယူလို့ပြောတယ်ကုရ်အာနစ်ဆိုတဲ့စလုံးဟာကြည့်လိုက်ရင်တော်တော်ပဲလေးနက်ပြီးတော့မှတော်တော်မြင့်မြတ်တဲ့စလုံးတစ်လုံးဒီစလုံးကိုအခြေခံပြီးတော့အဲ့ဒီအုပ်စုကိုကြည့်မယ်ဆိုရင်ဟာသူတို့ဟာအလာခိတ်တကယ်ပဲကုရ်အာန်ကိုအကောင့်ထဲဖော်နေတယ်တကယ်ပဲကုရ်အာန်ကုရ်အာန်ဆိုတော့ကုရ်အာန်ကိုပဲဥထိတ်ထားတဲ့ပုံကိုယ်တွေလို့တော်တော်များများလူတွေကထင်ကြပါတကယ်တော့ no အဲ့လိုမဟုတ်သူတို့ဟာအဲ့လိုမဟုတ်သူတို့ဟာဘာလဲဘာလူန်ကိုယ်တိုင်လည်းလမ်းမနေတယ်ဝမုဒလူန်သူများတွေလည်းလမ်းမအောင်လုပ်အဲ့ဒီအုပ်စုဖြစ်တယ်ဆိုတာကိုကုရ်အာန်သီးသန့်ကုရ်အာန် evidence သီးသန့်မပြောမှာကျွန်တော်တို့ပထမအနေနဲ့
ကုရ်အာန်ကျွန်တော်များမှာအလို့ရှင်များဟာ general law လို့ပြောတယ်အထွေထွေဥပဒေရေဘူးရသဘောအားဖြင့်ဥပဒေတွေကိုကုရ်အာန်ကပြောလိုက်တယ်အခုဥပမာ for example ကုရ်အာန်မှာပြောတယ်ဝါအကီမုဆလာဆလာဆောက်တည်ကြကုရ်အာန်ပြောတယ်ဝါအာတုဇကာဇကာပေးကြဆိုပြီးတော့မှအဲ့လိုမျိုးအလို့ရှင်များဟာကုရ်အာန်မှာအမိန့်ရှိသွားတယ်အခုလူတယောက်ကဟာဒီကို reject လုပ်ပြီတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့ဆွန်နာတွေကိုလုံးဝလက်မခံဘူးငါတို့ကကုရ်အာန်ပဲလက်ခံမယ်ဆိုရင်လက်ရှိကျွန်တော်တို့ဝတ်ပြုနေတဲ့ဆလာ9ချိန်လုံးဝဝတ်ပြုလို့မရအောင်တရကအလည်းဝတ်ပြုလို့မရအောင်ဘာဖြစ်လို့လဲလက်ဗမာပဲရမလဲကုရ်အာန်မပါဘူးဆမီအလ္လာဟူလီမန်ဟမီဒါရဘ္ဘနာဝလကလ်ဟမ်ဆူဘဟာနရဘီအလ်အဇီမ်ဆူဘဟာနရဘီအလ်အလာစသည်ဖြင့်အဲ့လိုအဒကာဆူဘဟာနကအလ္လာဟူမလဘိုက်ပြီးဆိုတာဆနာဖာမယ်ကိစ္စတွေရူကူမှာဘာဖာရမလဲတစဘီမှာဘာဖာရမလဲအဲ့ဒါတွေမပါဘူးပြီးတော့ရူကူဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ရူကူဆိုတာကအာရဘီမှာဒီလိုလေးငုတ်တိုင်းလေအာရဘီမှာဘာဖြစ်သွားပြီရူကူပဲအဲ့တော့အခုခင်ဗျားကျွန်တော်သွားနေတဲ့ရူကူရဲ့ position တွေကုရ်အာန်မှာမပြောစဂျီဒါရဲ့ position တွေကုရ်အာန်မှာပြောအဲ့ဒါကိုလက်တွေ့ practical ဘယ်လိုလုပ်ပြခဲ့တာလဲတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်က implementation ဆိုတာလက်တွေ့တရုပ်ပြပြီးတော့လှုပ်ဆောင်ခဲ့တယ်အဲ့တော့ကုရ်အာန်ကပြောတဲ့ဆလာဒီဆောက်တဲ့နေရာမှာကျွန်တော်တို့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရှင်းလင်းချက်တွေတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်ကြားချက်တွေလှုပ်ဆောင်ချက်တွေကိုပြစ်ပယ်လိုက်တဲ့အခါကျရင်ဆလာတရကအလည်းဝတ်ပြုလို့မရဝတ်ပြုမြတော့ဘာလုပ်တယ်လဲဆလာကိုညင်းတယ်ဆလာကိုဘာလုပ်တယ်လဲညင်းတယ်အဲ့တော့အဲ့ဒီကုရ်အာန်ကိုဘယ် just only ကုရ်အာန်လို့ပြောတဲ့အုပ်စုတွေမှာခင်ဗျားကြည့်ရင်ဆလာဝတ်ပြုတာနဲ့ပတ်သက်ပြီးအုပ်စု3အုပ်စု꿰နေတယ်တအုပ်စုကလက်ရှိကျွန်တော်တို့ဝတ်ပြုနေတဲ့ဆလာ9ချိန်စလုံးကိုဘာလုပ်တယ်လဲလက်ခံတော့ဘာဖြစ်သွားပြီဟာဒီလက်ခံရောက်သွားပြီလက်ခံအဲ့ဒါကြောင့်လည်းပဲလက်ရှိကျွန်တော်တို့မြန်မာမွတ်စလင်တွေမှာဗလီတစ်လုံးရှိတယ်အဲ့ဒီဗလီဟာဒီကုရ်အာန်နဲ့ just only ကုရ်အာန်အုပ်စုသူတို့ဒီဂျုမာဆိုရင်သူတို့ဘာလုပ်တယ်ဂျုမာဆလာဝတ်ပြု live လွှင့်တယ်သူတို့ရဲ့ Facebook page ကနေဘာလုပ်တယ် live လွှင့်တယ်အခုလိုပဲကျွန်တော်ခੁदाမပေးခင်မှာဘာလုပ်တယ်တယောက်ကအာဇန်ပေးတယ်တယောက်ကဘာလုပ်တယ်အာဇန်ပေးပြီးတော့မှသူကထားပြီးတော့လူထုကိုမိန့်ခွန်းပြောတယ်ဒါတွေဟာကုရ်အာန်မှာအနတ်အသက်လည်းမရှိဘာဖြစ်လို့ကုရ်အာန်ဆူရာဂျူမူအာတောက်ကြနေကနာအဲ့မှာလာပြောတယ်အီဇာနူဒီယလစ်ဆလာတ်မင်ယောမင်ဂျူမူအာနေ့ရဲ့ဖိတ်ခေါ်သံကိုမင်းတို့ကြားပြီးဆိုရင်ဖတ်အောူပြေးကြဘယ်ကိုပြေးမလဲအီလာဇီကရီလာအလာဟ်ကိုတတ်တဲ့ဘက်ကိုပြေးဆလာတ်ကိုပြုဖို့အဲ့တော့အဲ့မှာပြန်ကြည့်မယ်ဆိုရင် just only ကုရ်အာန်ဆိုရင်ခင်ဗျားကိုမေးမယ်ကုရ်အာန်ကပြောတယ်ဂျုမာနေ့ရဲ့ဖိတ်ခေါ်သံကိုကြားတဲ့အခါအဲ့ဒီဖိတ်ခေါ်တဲ့စလုံးဘယ်စလုံးနဲ့ဖိတ်ခေါ်မှာလဲဘယ်အချိန်မှာဖိတ်ခေါ်မှာလဲမပါဘူးဖိတ်ခေါ်တဲ့စလုံးအာဇန်ကိုပြောတာအာဇန်ဘလို့အလ္လာဟူအက္ဘာစသည်ဖြင့်အာဇန်ရဲ့စလုံးအီကာမရဲ့စလုံးကုရ်အာန်မှာလုံးဝမရှိဘူးအဲ့ဒီအာယာကိုခင်ဗျားဘယ်လိုရှင်းမလဲကုရ်အာန်အာယာဆူရာဂျုမာမှာပြောတာအီဇာနူဒီယလစ်ဆလာပြီးတော့အဲ့ဒီမှာဆလာစီတဲ့ဆလာဒီဂျုမာဆလာအဲ့ဒီဆလာကိုခဏဘယ်လိုပြုမလဲကုရ်အာန်မပြောတော့ကုရ်အာန်ကမပြောတော့အဲ့တော့ဂျုမာဆလာလည်းခင်ဗျားဝတ်ပြုလို့မရအောင်သို့တော့သူတို့ဗလီမှာဝတ်ပြုနေတယ်ဂျုမာဆလာဝတ်ပြုတယ်ဂျုမာနေ့ရဲ့အဒမ်ပေးတယ်ခွတ်ဘာလည်းပေးနေတယ်အဲ့ဒါတခုမှကုရ်အာန်မှာမရှိဘူးလုံးဝမရှိဘူးအဲ့ဒီတော့အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဇကာတ်ကုရ်အာန်ကပြောထားတာဝါအာတုဇကာတ်ပေးကြဆိုပြီးတော့ဇကာတ်ဘယ်သူပေးတယ်လဲကုရ်အာန်ကိုရောဟာဒီသ်ကိုရောဝဟီအဖြစ်လက်ခံတဲ့သူတွေဇကာတ်ပေးလို့ရတယ်ဘာဖြစ်လို့လဲကုရ်အာန်ကဇကာတ်ပေးလို့ပြောတဲ့နေရာမှာဇကာတ်သုံးဆွဲရမယ့်နေရာ8နေရာကိုပဲကုရ်အာန်ပြောတယ်ဇကာတ်သုံးဆွဲရမယ့်နေရာ8နေရာကိုပဲကုရ်အာန်ကပြောတယ်ဘယ်ပစ္စည်းတွေပေါ်မှာဘလောက်ဇကာတ်ပေးရမယ်ဆိုတော့ပမာဏကုရ်အာန်မပြောဘလောက်အခုလူတယောက်ကပတ်စံတစ်ချက်ပေးလိုက်လဲကျွန်တော်ဇကာတ်ပေးပြီလို့ပြောရင်လေကုရ်အာန်ရခဏညင်လို့မရဘာဖြစ်လို့လဲကုရ်အာန်ကနိဆပ်အန်ဆီဘတ်ဇကာတ်ဇကာတ်ရဲ့နိဆပ်ပမာဏနဲ့ပတ်သက်ပြီးတော့တလုံးမပြောတော့တလုံးမှအခု 2.5 ကုရ်အာန်မှာမရှိလုံးဝမရှိ
အဲ့ဒီတော့ဒါခဏပြောသလိုမျိုးဇကတ်အဲ့လိုမျိုးဇကတ်ရဲ့တတ်မှတ်ချက်တွေဇကတ်နဲ့ပတ်သက်ပြီးတော့မှစံနှုန်းတွေဘယ်နှစ်ပြည့်ရင်ဘလို့အစရှိတာတွေကုရ်အာန်မှာမပါတော့ဘာလို့လဲဇကတ်ကိုလည်းညင်းတယ်ကွာလက်ရှိမွတ်စလင်တွေတားနဲ့တိတ်နဲ့ချီပြီးတော့မှကဘာမှာရှိနေတဲ့ဇကတ်ပေးတဲ့စနစ်ကိုကုရ်အာန်နစ်လို့ပြောတဲ့ကုရ်အာန်ဝါဒီတွေဟာလုံးဝညင်ဘာဖြစ်လို့ဖွင့်လို့မရအောင်ဖွင့်လို့ကိုမရကုရ်အာန်နဲ့ဖွင့်လို့မရရင်ဘာလို့လဲညင်းအဲ့ဒီအဓိပ္ပာယ်နောက်တစ်မျိုးဖြစ်တဲ့ပါတယ်ညားတယ်ဆိုပြီးတော့ဆလာကိုညင်းတယ်ဇကတ်ကိုညင်းတယ်ကုရ်အာန်ဘာပြောလဲဝလီယတဝဖူဘီလ်ဘိတ်အလ်အတီကလွတ်လပ်တယ်အိမ်တော်ကြီးကာဘာဝကျောင်းတော်ကိုတဝါဖလို့လို့ကုရ်အာန်မိတ်ပေးကုရ်အာန်ကမိတ်ပေးတာဝလီယတဝဖူဘီလ်ဘိတ်အလ်အတီကတဝါဖလို့ခိုင်းတယ်တဝါဘယ်လိုလုပ်အဲ့ဒီကုရ်အာန်ကပြောသောအိမ်တော်ဆိုတာဘယ်မှာရှိတာလဲကုရ်အာန်မပြောဘယ်မှာရှိတာအဲ့ဒီအိမ်ကပြီးတော့အဲ့ဒီတဝါဖလို့ပြောရဲအဲ့တဝါဖမှာ round အဲ့ဒီ round လဲဟာဘယ်လိုလဲဘယ်ရလဲမလားညာလဲမဘယ်နှချိန်လဲမှာကုရ်အာန်မပြောတိတ်တိတ်ပဲနေ fine ဘာဖြစ်လို့လဲကုရ်အာန်ကခင်ဗျားကိုအဖြေပေးပြီးသားဘာဖြစ်လို့လဲကုရ်အာန်ကတမန်တော်များဆလ္လာလာဟူအလိုင်ဝါဆလမ်ကိုအဲ့ဒီကုရ်အာန်ကအချင်းအားဖြင့်ဟောပြထားတဲ့ constitution အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့မှတမန်တော်ကိုဆဲလွတ်ထားအဲ့ဒီတမန်တော်ကရှင်းမှာဒါတွေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကုရ်အာန်ကျွန်တော်မြန်မာအလို့ရှိမှမရှိတယ်ဆိုရနဟာအဲ့နံပါတ်44ပြားကောင်မြာကန်တာကုရ်အာန်မှာAllahပြောတယ်ဝအန်ဇလ်နာငါအရှင်မြတ်ဟာချပေးသနာတော်မူခဲ့တယ်အီလိကအသင်တမန်တော်ဇီကိုဘာချပေးရလဲအဇစ်ကရာကုရ်အာန်ကိုချပေးခဲ့တယ်ဘာလို့ဖို့လဲကုရ်အာန်ကအဲ့မှာရှိလီတူဘယင်လင်နတ်လီတူဘယင်အသင်တမန်တော်ရှင်းလင်းပြရန်ဘယ်သူတွေကိုလဲလင်နတ်လူသားတွေဘာတွေရှင်းလင်းရမှာလဲကုရ်အာန်ပြောတယ်မာနုဇီလာအီလိုင်ဟင်သူတို့တွေစီကိုချပေးခံရသောအရာဘာအရာလဲလားကုရ်အာန်အဲ့လိုမျိုးရှင်းပြအဲ့လိုရှင်းပြရင်ဘာဖြစ်မလဲဝလအလဟွမ်ယတဖက်ကရူန်အဲ့ဒါဆိုရင်တို့စဉ်းစားတွေးခေါ်ပြီးတော့မှတရားရယူနိုင်ကြဆိုပြီးတော့ဘာလို့လဲကုရ်အာန်ကပြောထားအဲ့တော့ကုရ်အာန်ကျမ်းတော်မြတ်ကိုရှင်းလင်းမှုအတွက် authority ကိုတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကိုအလို့ရှိမြတ်ဟာအဲ့ဒီအာယတ်မှာဘာလို့လဲအပြည့်အဝပေးထားတဲ့အတွက်ကြောင့်တမန်တော်မြတ်ဟာကုရ်အာန်ကပြောတဲ့အကီမုဆလာဆလာဝပြုခြင်းဝအာတုဇကာဇကာပေးခြင်းဟဂျ်ဂျ်ဘိတ်ဟဂျ်လုပ်ခြင်းအစရှိတဲ့ကုရ်အာန်ကပြောထားသောကျင့်စဉ်တွေကိုတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဘာလို့ပြမလဲဆိုတော့လက်တွေ့ရှင်းပြမယ်ရှင်းပြတဲ့နေရာမှာနှုတ်အားဖြင့်လည်းရှင်းပြမယ်လောက်ရနဲ့လည်းဘာလို့မလဲတက်သေးပြပြီးတော့ရှင်းပြမယ်တခါတလေသူ့အရှိမလူတယောက်ကအဲ့ဒါကိုလှုပ်တယ်မတောင်းဝန်ခံသောအားဖြင့်လေတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဘာလို့မလဲဆိုတော့ဒါတွေကိုရှင်းပြအဲ့ဒီတိုင်းပဲကုရ်အာန်ကျမ်းမှာအလို့ရှိမြတ်အမိရှိတယ်ဆူရာနဟ်ပဲတားကောင်ခန္ဓာအဲ့ဒီမှာ63မှာအလ္လာဟ်ပြောတယ်ဝမန်အန်ဇလ်နာအလိုက်ကလ်ကီတာဘအသိတမန်တော်အပေါ်မှာငါအလို့ရှိမြတ်ကုရ်အာန်ကျမ်းတော်မြတ်ကိုချပေးရခြင်းရဲ့ရည်ရွယ်ချက်အခြားမဟုတ်ဘူးတဲ့အီလာလီယူဘိယင်လဟွမ်အသင်တမန်တော်သူတို့ကိုအဲ့ဒီကုရ်အာန်ကျမ်းတော်များဘာလို့ရမလဲရှင်းပြဖို့အတွက်သာငါအရှင်မြတ်ဟာကုရ်အာန်ကိုအသင်အပေါ်မှာချပေးတယ်ဆိုကြတော့မှအလို့ရှင်မြတ်ဟာကုရ်အာန်ကျမ်းတော်များမလုပ်ထားတယ်အမိတ်ရှိထားတယ်အဲ့တိုင်းပဲကျွန်တော်တို့ဒီဘက်မှာရှိတဲ့ကုရ်အာန်နစ်ဆိုပြောတဲ့အုပ်စုကဘာလဲဆိုတော့တမန်တော်များရှင်းပြတာက just only ကုရ်အာန်ပဲဒီကုရ်အာန်ကိုပဲဒီကုရ်အာန်အာယတ်တွေကိုပဲလူတွေကိုဖတ်ပြတမန်တော်များရှင်းတဲ့အရာအားလုံးဒီပါလဲကုရ်အာန်တစ်ခုတည်းပဲကုရ်အာန်အပြည့်တမန်တော်များဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာအခြားဘာမှမပြောခဲ့ဘူးဆိုပြီးတော့သူတို့ဘာလို့ကြလဲဆိုရကတက်ကြတာရှိအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကုရ်အာန်အာယတ်အချို့ကိုကျွန်တော်ကိုးပြီးတော့ခင်ဗျားတို့ logically ပြောပြယုတ်တိဗေဒကုရ်အာန်မှာလာပြောတယ်ဆူရာအီဘရာဟင်အဲ့နံပါတ်4မှာဝမာအရဆလနာမင်ရဆူလင်အီလာဘီလီဇာနီကောမီငါအရှင်မြတ်ဟာရဆူတမန်တော်တိုင်းကိုသူတို့မျိုးနွယ်စီကိုစေလွတ်တဲ့နေရာမှာအဲ့ဒီလူမျိုးတွေရဲ့ဘာသာစကားနဲ့ပဲစေလွတ်တယ်ခေအသီးသီးမှာအာဒမ်ကနေစပြီးတော့ကျွန်တော်တို့ Prophet Muhammad sallallahu alaihi wasallam အထိနဗီတမန်တော်အသီးသီးကိုအလုံးရှင်များသက်ဆိုင်ရာမျိုးနွယ်စုတွေစီကိုစေလွတ်တဲ့နေရာမှာ
အဲ့ဒီမျိုးနွယ်စုတွေနားလေတဲ့ဘာသာစကားနဲ့ပဲဘာလို့တယ်ဆေလွတ်တယ်ဆိုပြီးတော့မှကုရ်အာန်ကျွန်တော်မြန်မာအလာပြောလဲအဲ့လိုရဆူဒမန်တော်အသီးသီးကိုသူတို့ရဲ့မျိုးနွယ်စုတွေရဲ့ဘာသာစကားနဲ့ပဲသူတို့ကိုဆေလွတ်ပြခြင်းအကြောင်းအရင်းကိုလည်းအဲ့ဒီအာရအဆုံးမှာလာပြောလဲလေးယူဘိတ်ကျင်တယ်ဟုတ်သူတို့စီပို့ချခြင်းခံရတော့ကြမ်းကံကိုသူတို့နားလေတဲ့ဘာသာစကားနဲ့သူတို့ကိုရှင်းပြနိုင်ဖို့သူတို့ကိုရှင်းပြနိုင်တမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ဟာအီလာဂျမီအန်နတ်လူသားတို့တရားလုံး all mankind လူသားတို့တရားလုံးစီကိုဆလွတ်ခြင်းခံတော့တမန်တော်ဖြစ်တယ်သို့တော့အထူးထားပြီးတော့မှအာရဗ်တွေကိုဥတိုက်ပြီးတော့မှအလုံးစုံဟာသူ့ကိုဒီတရားတွေကိုဟောကြားပြီးတော့မှအဲ့ဒီကတစ်ဆက်အာရဗ်တွေကလည်းဒီအာရဗီစာပေကိုဘာသာပြန်ပြီးတော့မှကဘာလူသားတို့တရားလုံးစီကိုဘာလို့မှလဲတစ်ဆက်ပြန်ပို့ချမှာဖြစ်တဲ့အတွက်ကြောင့်တမန်တော်ကအလုံးစုံဟာအာရဗီအခုကုရိုက်အဲ့ဒီမကာကူဖာရီမကာအလုံးဟာပါလားအာရဗ်တွေတော့တမန်တော်လည်းအာရဗ်ဆာဟာဘာတွေလည်းပါတယ်လေအာရဗ်ကုရ်အာန်လည်းအာရဗီဘာဖြစ်လို့အဲ့ဒါမှလည်းပဲတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ဟာသူစေလို့ခံရသောလူထုကိုသူတို့နားလေတဲ့ဘာစကားနဲ့ဘာလို့ရမှာလဲရှင်းပြလို့ရအကယ်၍သာတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့ဂျူတီတမန်တော်မြတ်ရဲ့တာဝန်ဟာကုရ်အာန်ကိုပြယုံပဲဒါဟာကုရ်အာန်တော်ဒါဟာမင်းငါးစီကိုအလုံးရှိများချပေးလိုက်တဲ့ကုရ်အာန်အယတ်တွေဖြစ်တဲ့ရော့ like the postman စာပို့သမားတယောက်လိုမျိုးပဲတမန်တော်မြတ်ရဲ့တာဝန်ကရော့ဒါမင်းတို့စီကိုပို့လိုက်တဲ့ကုရ်အာန်ဖြစ်တယ်ဆိုပြီးပြောဖို့တတ်ပဲဆိုရင်တမန်တော်ဟာအာရဗီဖြစ်စရာမလိုတမန်တော်ဟာအာရဗ်တယောက်ဖြစ်စရာမလိုသလိုတမန်တော်မြတ်ဆေလို့ခံရတဲ့အုပ်စုဟာလည်းအာရဗီတွေဖြစ်စရာမလိုအာရဗီတွေဖြစ်စရာမလိုဘူးဗျာဘာဖြစ်လဲဒီတိုင်းပဲသူတို့ပြောတာဒါကုရ်အာန်ပဲအလ္လာဟ်ချပေးတဲ့ကုရ်အာန်ပဲရပြီဘတ်ပြီးတော့အခုကအဲ့လိုမဟုတ်အလုံးရှင်များဘာလုပ်တယ်လဲဘီလီဆာတွေခေါင်းနဗီအတီမူဆာအလိုင်ဟိဆလမ်ကိုလည်းမူဆာရဲ့အုပ်စုနားလဲတဲ့စကားအီဆာကိုလည်းအီဆာရဲ့အုပ်စုနားလဲတဲ့စကားဒါဝုဒ်ဆူလိမန်အစရှိတဲ့ prophet အားလုံးကိုဘာလုပ်ခဲ့တယ်လဲသူတို့ရဲ့ဘာသာစကားအတီးတီးနဲ့ပဲသူတို့စီကိုဘာလုပ်ခဲ့တယ်လဲစစ်လို့ခဲ့တယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့တမန်တော်အစ္စရာဟင်အလိုင်ဟိဆလမ်ဆိုရင်လည်းတမန်တော်မြတ်နဲ့ပတ်သက်ပြီးတော့မှသူဒွါလုပ်ခဲ့တယ်သူဒွါလုပ်ခဲ့တယ်ကျွန်တော်တို့အဲ့ဒီသူ့ရဲ့မျိုးနွယ်စုထဲကနေ prophet တယောက်ကိုအလ္လာဟ်ဆစ်လို့ပေးဖို့ဆိုပြီးတော့လုပ်ခဲ့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကုရ်အာန်ဆူရာဘကရာအဲ့နံပါတ်129မှာအလ္လာဟ်မိတ်ရှိတယ်တမန်တော်အစ္စရာဟင်ကတောင်းတာ Rabbana oh my lord အိုကျွန်တော်တို့ရဲ့အရှင်သခင် wab'ath fihim wab'ath ဆိုတာဆေလို့ပေးသနာတော်မူပါ fihim ဆိုတာသူတို့ထဲမှာ rasulan ရဆူတမန်တော်တစ်ပါးကို minhum သူတို့ထဲမှာသူတို့လူမျိုးပဲသူတို့လူမျိုးထဲကပဲရဆူတမန်တော်တစ်ပါးကိုသူတို့စီကိုဆက်လို့ပေးအဲ့ဒီမှာရဆူတမန်တော်ရဲ့အလုပ်ကို၃ခုကုရ်အာန်ဖော်ပြတယ်၃ခုဘာလို့လဲယတ်လူအလိုင်ဟင်အာယာတိအဲ့ဒီရဆူတမန်တော်ဟာယတ်လူဖတ်ရုပ်တရေစေတော်မူမယ်အာယာတိအရှင်သခင်အလုံးစုံမြတ်ရဲ့အာယတ်တော်တွေကိုသူတို့ဘာလုပ်မလဲတီလာဝလုပ်ပြပြီးပြီလားမပြီးသေးဘူးဝယူအလီမူဟူမူလ်ကီတာကီတာကို teaching သင်ကြားပေးကီတာဆိုတာဘာလဲကုရ်အာန်ပြီးတော့အလ္လာဟ်ဘာသာပြောလဲဝလ်ဟစ်မာဟစ်မာလို့ပြောတယ်ဉာဏ်ပညာအမျိုးအမြင်လို့ဘာသာပြန်သူတွေကပြန်ကြဟစ်မာနဲ့ပတ်သက်ပြီးတော့မှကဘာမှာရှိတဲ့တဖ်စီပညာရှင်အားလုံးကဘာပြောလဲအဆွန်နာတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ဘာလဲဆွန်နာတော်တွေတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့ဆွန်နာတော်တွေနဲ့ပြီးတော့ကျမ်းဂန်တွေကိုလည်းဘာလုပ်ပေးမလဲအဲ့ဒီလူထုကိုသင်ကြားပေးမယ်ဆိုတော့အလုပ်ဘယ်နှခု၃ခုတမန်တော်အစ္စရာဟင်အလိုင်ဆလမ်ကအလ္လာဟ်စီမှာဘာလုပ်ခဲ့တယ်တောင်းခဲ့တယ်အဲ့ဒီအဖြေကိုကုရ်အာန်ကမပြန်ပြေးတယ်အဲ့ဒီအတိုင်းကွတ်တီကိုအလုံးစုံမြတ်ကဘာလုပ်တယ်လဲဆူရာအလ်အင်မရန်အဲ့နံပါတ်164မှာဆူရာ3အဲ့နံပါတ်164မှာအလ္လာဟ်ဘာပြောလဲတမန်တော်အစ္စရာဟင်အဲ့ဒီဒွါကိုလက်ခံလိုက်လက်ခံလို့အလ္လာဟ်ပြောလဲလကွဒ်မန်နလ္လာဟ်မုတ်ချအလုံးစုံမြတ်ဟာကျေးဇူးပြုတော်မူလိုက်ပြီတဲ့ဘယ်သူတွေကိုလဲအလလ်မုအ်မီနင်မုအ်မင်တွေကို إذ بعث فيهم رسولا
သူတို့တွေကိုရဆူလ်မန်တော်တစ်ပါးဆေလွတ်ပြီးတော့မှမင်အန်ဖူဆင်သူတို့လိုလူမျိုးထဲကပဲအဲ့ဒီတမန်တော်ဟာယက်ဆလူအလိုင်ဟင်သူတို့ရှေ့မှာကုရ်အာန်အာယတ်တွေကိုတီလာဝတ်လုပ်ပြတီလာဝတ်လုပ်ပြယက်ဆလူအလိုင်ဟင်အာယတ်တွေဝယူဇကီဟင်ပြီးတော့သူတို့ကိုတန့်စင်ပေးတန့်စင်မယ်ဆိုတာတဇကီယတ်န်နူဖူစ်စိတ်နှလုံးမှာရှိတဲ့အညစ်အကြေးတွေရောခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးတွေကိုဘာလုပ်မလဲတန့်စင်တယ်တမန်တော်ရဲ့လို့ပြီးတော့ဝယူအလီမူဟူမူလ်ကီတာအဲ့ဒီလူတို့ကိုတမန်တော်များဟာကီတာလို့ပြောတယ်ကုရ်အာန်ကိုလည်းသင်ပေးမယ်ဝလ်ဟစ်ကမာဟစ်ကမာလို့ပြောတဲ့ဆွန်နာတော်တွေကိုလည်းဘာလုပ်ပေးမလဲသင်ကြားပြသပေးမယ်ဆိုပြီးတော့မှကုရ်အာန်ကျမ်းတော်များမှာပဲအလောရှင်များဟာဆွန်နာနဲ့ပတ်သက်ပြီးတော့မှသီးသန့် authority အာဏာတစ်ခုတမန်တော်များကိုဘာလုပ်ထားလဲပေးထားတယ်အဲ့ဒါကြောင့်ကုရ်အာန်ကအကျဉ်းအားဖြင့်ပေါ်ပြတဲ့ကိစ္စရတိုင်းကိုတမန်တော်ဟာရှင်းမယ်တမန်တော်များဆလ္လာလဟ်အလိုင်းဝါဆလမ်ရှင်းပြမယ်အခု for example ကျွန်တော်တို့ဂျုမာနေ့မှာဘာလုပ်လဲညာသောအဖြစ်လူတွေဟာတမန်တော်များဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုဒရုပို့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကုရ်အာန်မှာလာပြောထားပြီးသားအင်နလာဟာဝမလာအီကတဟူယူဆလူနာအလန်နဘီအလာကဘောကောင်းကင်တမန်နာကဘော blessing လို့ပြောတယ်တမန်တော်များအပေါ်မှာကောင်းခြင်းမင်္ဂလာတွေပို့တယ်အဲ့တော့မင်းတို့မုအမင်ယုံကြည်သူတွေလည်းပို့ကြကုရ်အာန်မပြောဘူးလားပြောတယ်ဒါပေမဲ့ကုရ်အာန်ရဲ့ဘယ်တအာယတ်မှာမှတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်မိသားစုဝင်တွေဇနီးမယားသားသမီးတွေအပေါ်မှာသူတို့မေတ္တာဖို့တအာယတ်မှမရှိဘူးအာယတ်မှမရှိအခုအလ္လာဟူမဆလ္လီအလာဘာရစ်အလာအာနဲ့ဖတ်တယ်ဟဒီသ်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့မိသားစုတွေAllahumma salli ala barik ala ali Ibrahimရဲ့ပါတယ်အိမ်တော်သူအိမ်တော်သားများအပေါ်Ali Muhammad sallallahu alaihi wasallamအိမ်တော်သူအိမ်တော်သားများအပေါ်တို့မင်္ဂလာအပေါင်းခံကြောင်းပါစေဆိုပြီးပြောတာဟာကုရ်အာန်မဟုတ်ကုရ်အာန်က just only prophet တမန်တော်တယောက်တည်းကိုပဲမလုပ်ထားတယ်မေတ္တာပို့ထားတယ်ဆိုပြီးကုရ်အာန်ပြောတယ်ပို့ကြဖို့လည်းအမိန့်ပေးတယ်ဘယ်အာယတ်တစ်ခုမှတမန်တော်ရဲ့မိသားစုတွေပါတယ်ကိုပို့ဖို့မလုပ်ထားဘူးမမိတ်ထားအဲ့ဒီတော့ဗါလဲအဲ့ဒီတော့ကျွန်တော်တို့ကအလ္လာဟူမဆလ္လီအလာဘာရစ်အလာဖတ်ရင်ကုရ်အာန်ဘယ်လက်ခံတဲ့သူတွေအမြင်ရကုရ်အာန်မှာမရှိတဲ့ကြောင့်ဖတ်ကြမလို့ဖတ်ကြမလို့သူတို့ရဲ့အမြင်ရတကယ်တော့သူတို့ရဲ့အမြင်ဟာဗါလဲကုရ်အာန်ကိုဘယ်လက်ခံတဲ့သူတွေဟာလုံးဝကုရ်အာန်ကိုညင်းတဲ့သူတွေကုရ်အာန်ကတောက်လျှောက်ပြောနေတယ်တမန်တော်များကိုပေးထားတဲ့ authority တမန်တော်များဟာရှင်းမယ်တမန်တော်များဟာသင်ကီတာလို့ပြောတယ်ကုရ်အာန်ကိုလည်းသင်မယ်ဟက်မာလို့ပြောတယ်တမန်တော်များကိုပေးထားတဲ့ဉာဏ်ပညာအမျိုးအမြင်ဆွန်နာတော်တွေကိုလည်းသင်ကြားမယ်ဆိုတော့တောက်လျှောက်ကုရ်အာန်ဘာလို့ဆိုလဲပြောတယ်နောက်ပြီးတော့ကျွန်တော်တို့တမန်တော်များဆလ္လာလဟ်အလိုင်းဝါဆလမ်ဟာကုရ်အာန်ကြားရောက်စေ23နှစ်တာကာလမှာဒီကုရ်အာန်နစ်တို့ပြောတဲ့ဟဒီသ် rejector တွေပြောသလိုမျိုးကုရ်အာန်ပဲဆိုရင်တမန်တော်များဟာကုရ်အာန်ကလွဲပြီးတော့ကျန်တဲ့စကားတွေနဲ့ပတ်သက်ပြီးတော့မှစွန့်အပ်နေတာလားအလီယာဒူဘီလာအာနေတဲ့သူတယောက်လိုဖြစ်နေပြီဘာမှပြောလို့မတတ်ဘူးကုရ်အာန်ကပြောတာတွေပဲဖတ်ပြကဲကောင်းပြီဖတ်ပြတယ်ဗျကုရ်အာန်ကပြောယက်တလူအလိုင်ဟင်တီလာဝတ်လုပ်မယ်လို့ကုရ်အာန်ကပြောတာဘူးတမန်တော်မြတ်ကဘယ်လိုတီလာဝတ်လုပ်လဲကုရ်အာန်ပါလို့ခင်ဗျားအခုကျွန်တော်ဖတ်နေအလီဖလာမင်ဘယ်သူဖတ်တာလဲအဲ့ဒီလိုကုရ်အာန်မှာရှိတဲ့အလီဖလာမင်Alhamdulillah Rabbil Alamin အဲ့ဒီမှာရစဖရနေရာမှာစဖရတဲ့နေရာမှာရအလီဖလာမီဆိုရင်ဘလို့ပါဇာနေထားနဲ့ဖားရမလဲကုရ်အာန်မှာတက်လုံးဝမရှိမင်အိုင်နာအရဖ်တာကုရ်အာန်ဖန်နီးတွေဘယ်ကသိတာလဲကုရ်အာန်မရှိဘူးကုရ်အာန်တရတီနဲ့ကုရ်အာန်ကိုဖတ်ပြောတယ်လေဟုတ်တယ်ကုရ်အာန်ကိုတရတီနဲ့ဖတ်ခိုင်းတယ်ဘလို့ဖတ်တာလဲတရတီနဲ့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်အခုကုရ်အာန်ကပြောတယ်ထိုင်ကြတိုင်းကြကြအလ္လာဟ်ကပြောတယ်ကုရ်အာန်ကိုမင်းဖတ်တော့တမန်တော်မြတ်ဆိုတော့မဖတ်ခဲ့ဘူးလားလုံးဝဖတ်ခဲ့မှာ indeed လုံးဝဖတ်ကိုဖတ်မှာဒါပေမဲ့ဘယ်မှာလဲအဲ့ဒီဖတ်တဲ့ပုံစံလဲလို့ကုရ်အာန်မရှိကုရ်အာန်ဘာမလုပ်လဲမရှိကုရ်အာန်ကခဏကျွန်တော်ပြောသလိုမျိုးပဲကုရ်အာန်ဟာ universal constitution and guidance ကမ္ဘာစကြဝဠာတစ်ခုလုံးအတွက်အလုံးစုံဘက်ကနေပေးတဲ့ message အခြေခံမူဝါဒဥပဒေအဲ့ဒါကိုတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဘာလုပ်မလဲရှင်းပြအဲ့ဒီတော့ကျွန်တော်တို့
နောက်တစ်ခုပြန်ကြည့်မယ်အဲ့တော့အဲ့ဒီအချက်တစ်ချက်နဲ့ဆက်ပြောပြီးကျွန်တော်နေကိုချုံအချင်းအကုန်ဝမ်းပြန်ပြီတမန်တော်23နှစ်ကာလမှာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ဟာကုရ်အာန်ကိုပဲလူထုကိုပြောတယ်ဟဲ့ဒါကုရ်အာန်ပဲဒီအာယတ်ကြတယ်ကွာဘာမှမပြောကုရ်အာန်မှာအကီမုဆလာကြတော့တမန်တော်မြတ်အဲ့ဒီမှာရှိတဲ့လူမျိုးစုတွေကိုအကီမုဆလာကြတယ်နော်ကုရ်အာန်ဝါအတုဇကာကြတယ်နော်ဒါပဲ just အဲ့ဒါမျိုးဆိုရင်အဲ့ဒီအမိုက်ခေမှာရှိတဲ့လူထုတွေကတမန်တော်ဘာလို့စန့်ကျင်ခဲ့တာလဲစစ်ပွဲတွေအများကြီးဘာလို့ဖြစ်ခဲ့တာလဲတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်နဲ့ပတ်သက်ပြီးတော့မှစစ်ပွဲတွေအများကြီးဖြစ်ခဲ့တယ်ပြီးတော့သူတို့ရဲ့တမန်တော်ကြောကြားချက်တွေကိုလက်မခံတဲ့အကြောင်းရင်းဟာတမန်တော်ဟာလူတယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းပဲသူတို့ပေးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကုရ်အာန်ဆူရာဘနီအစ္စရာအယ်မှာ94အလ္လာဟ်ပြောဝမမနအန်နတ်အင်ယူအမီနူအစ်ဂျာအဟူမူလ်ဟူဒါအဲ့ဒီအချိန်မှာရှိတဲ့လူသားတွေစီကိုတရားလမ်းမှန်ရောက်ရှိလာတဲ့အချိန်မှာအဲ့ဒီကုရ်အာန်ကိုသူတို့ညင်းရတဲ့အမှန်မလုပ်ရတဲ့မယုံကြည်ရတဲ့အကြောင်းအရင်းဟာတဲ့တစ်ခုပဲရှိတယ်အဲ့ဒါဘာလဲအီလာအန်ကာလူအဘအလ္လာဟူဘရှရန်ရဆူလာအလောင်းရှင်များကကွာတမန်တော်ကိုလူတယောက်အဖြစ်နဲ့ဆင်လွတ်လိုက်တာလားတမန်တော်သာဆိုရင်ကောင်းကင်တမန်အင်ဂျယ်ကိုလွတ်မှလေဘာလို့လူသားတယောက်လွတ်တာလဲဆိုတော့ complaint တဲ့တခြား complaint တဲ့စရာမရှိတော့လူဖြစ်နေရခြင်းကိုဘာလို့လဲပြဿနာရှာတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကုရ်အာန်အလ္လာဟ်အဖြစ်ပြန်ပြခဲ့တယ်ဟုတ်တယ်အဲ့ဒါမှပြောလိုက်လောကာနဖီလ်အာရ်ဒီမလာအီကတုန်ယမ်ရှူနာမုတမအင်နင်لنزلنا عليهم من السماء ملكا رسولا ကောင်းကင်တမန်တွေကသာမင်းတို့လူတွေနဲ့တပုံတနည်းအတီးတကြကဘာမြေမှာနေထိုင်သွားလာနေကြတယ်ဆိုရင်တော့ကောင်းကင်တမန်တစ်ပါးကိုငါရဆူအဖြစ်စေလို့မှာပေါ့ဒါပေမဲ့အဲ့ဒီအခါကျရင်မင်းတို့ဘာပြောမလဲကောင်းကင်တမန်စားလဲမစားဘူးတောက်လဲမတောက်ဘူးသူနဲ့ကျွန်တော်တို့ဟာဗီဇမတူဘူးပြတဲ့အတွက်ကြောင့်သူဟာတမန်တော်မဖြစ်နိုင်ကောင်းကင်တမန်စေလို့ရင်လေကောင်းကင်တမန်ကိုကောင်းကင်တမန်ဆိုတဲ့အကြောင်းပြချက်နဲ့ပြဿနာရှာအဲ့ဒီအတွက်ကြောင့်အလုံးရှိမြဟာဘာလုပ်ခဲ့တယ်လဲတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုလူသားတယောက်အဖြစ်နဲ့ပဲဘာလုပ်ခဲ့တယ်လဲစေလို့ခဲ့တဲ့အပေါ်မှာသူတို့ကလူဖြစ်နေလို့ဆိုပြီးတော့တမန်တော်မြတ်ကိုညင်းတယ်ပြီးတော့အလ္လာဟ်ထပ်ပြောတယ်ဝါလောဂျအလ်နာဟူမလကန်လဂျအလ်နာဟူရဂျူလာထပ်ပြီးတော့အလ္လာဟ်ပြောတယ်ဆူရာအနမ်မှာ9မှာငါဟာအကယ်၍ကောင်းကင်တမန်တစ်ပါးကိုမင်းတို့စီကိုစေလို့ဖို့ရှိတယ်ဆိုရင်လည်းအဲ့ဒီကောင်းကင်တမန်ကိုပဲလူယောက်ျားတယောက်အသွင်နဲ့ပဲစေလို့ဘာဖြစ်လို့လဲစေလို့ခံရမယ့်လူတွေကလူဖြစ်တယ်အဲ့ဒီတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ဟာကုရ်အာန်တစ်ခုတည်းကိုပဲအဲ့ဒီလူကိုပြောတယ်ဆိုရင်တမန်တော်နဲ့ဂျားမှာဘာပြဿနာမှမရှိဘူးဘာပြဿနာမှအဲ့ဒီလူတွေဂျားမှာပြဿနာရှိဖို့မရှိဘူးတမန်တော်ဘာမှပြောဘူးလေကုရ်အာန်ကြားတယ်ပြလိုက်တယ်ပြီးသွားပြီဘာတစ်ခုမှတမန်တော်မြတ်သူတို့နဲ့အကန့်ဖြစ်စရာမရှိဘူးအဲ့လိုအတွက်ကြောင့်ပဲကျွန်တော်တို့ကုရ်အာန်မှာပြန်ကြည့်မယ်ဆိုရင်ခေတ်တစ်ခေတ်မှာနဗီတွေတစ်ပါးနှစ်ပါးအပါ30 300အထိခေတ်တစ်ခေတ်တည်းမှာပဲအလ္လာဟ်ဆေလို့တာရှိအခုကျွန်တော်တို့အားလုံးသိတယ်ဆူရာယာဆင်အဲ့ဒါကိုပြောပြီးကျွန်တော်နေကိုချုံဆူရာယာဆင်မှာအလ္လာဟ်ပြောတယ်ဝဒ်ရစ်လဟွမ်မသလန်အဆဟာဘ်အလ်ကရယာမြို့တစ်မြို့နဲ့ပတ်သက်ပြီးတော့မှမြို့ရွာသူရွာသားတစ်မြို့အုပ်စုနဲ့ပတ်သက်ပြီးတော့မှအသင်နမန်တော်သူတို့ပြောပြإذ جاءها المرسلون အဲ့ဒီမြို့သူမြို့သားတွေစီကိုရဆူတမန်တော်တွေရောက်လာတော့ إذ أرسلنا إليهم اثنين فكذبوهما ရဆူတမန်တော်ရောက်လာတော့ဘာလုပ်လဲသူတို့အဲ့ဒီရဆူတမန်တော်ကိုငင်းပြလိုက်လူလိန်တွေကွာဆိုပြီးပြောလိုက်အလ္လာဟ်ကပြောလဲထပ်ပြီးတော့ငါအလုံးရှင်မြတ်ဟာနောက်ချရဆူတမန်တော်နှစ်ပါးကိုဆေလို့တယ် فكذبوهما အဲ့ဒီနှစ်ပါးကိုလဲသူတို့ဘာလုပ်ခဲ့တယ်လူလိန်တွေပါဆိုပြီးတော့မဟုတ်မမှန်ငင်းပယ်ပြလိုက်ကြပြီးတော့အလ္လာဟ်ကပြောလဲفعززنا بثالث တတိယမြောက်တမန်တော်ကိုဆေလို့ပြီးတော့ငါအလ္လာဟ်အင်အားဖြစ်ပြီ فقالوا အဲ့တမန်တော်သုံးပါးလုံးကပြောတယ် إنا إليكم مرسلون ငါတို့ဟာမင်းတို့စီကိုဆေလို့ခံရတဲ့ prophet တွေဖြစ်တဲ့တမန်တော်တွေဖြစ်တယ်ဆိုပြီးတော့ပြောတယ်ဆိုရယာဆင်အဲ့မှာ73 74မှာပြောတယ်အကယ်၍သာတမန်တော်များတမန်တော်တယောက်ရဲ့တာဝန်ကအလ္လာဟ်ပို့ချတဲ့ကုရ်အာန်ကိုပဲတောရတ်ကိုပဲအင်ဂျီကိုပဲပြောပြယုံတတ်ဆိုရင်ခေတ်တစ်ခေတ်မှာ2ယောက် prophet 2ယောက်ဖြစ်စရာမလိုဘူး3ယောက်နဲ့အားဖြစ်စရာလည်းမလိုဘူးဘာပြဿနာမှမရှိဘူးလေတာဝန်ကတိတ်တိတ်လေးပဲအဲ့ဒါဘာလဲကုရ်အာန်ကြားတယ်ဖတ်ပြလိုက်မယ်ပြီးသွားပြီဟာဒီကြားတယ်ဖတ်ပြလိုက်အဒီတောရတ်ကြားတယ်ဖတ်ပြလိုက်မယ်ဆိုရင်ခေတ်တစ်ခေတ်တည်းမှာပဲအလုံးရှင်များကတမန်တော်တစ်ပါးလို့တယ်သူတို့ညင်လို့နောက်တစ်ပါးထားလို့တယ်နောက်တစ်ပါး3ပါးထိထပ်လို့
အင်းအားဖြင့်ဆူရာဆမာလာပြောအဲ့တိုင်းပဲတမန်တော်ဒီဆူရာကဆတ်အာနမ36မှာဆိုရင်တမန်တော်မူဆာစကားထစ်တယ်တမန်တော်မူဆာစကားနည်းနည်းထစ်တယ်ထစ်တော့သူကပြောလဲဝါအခီဟာရူန်ကျွန်တော်ရဲ့နောင်တော်ကြီးဖြစ်တဲ့ဟာရုံကိုဟူဝအဖ်ဆဟူမင်နီလီဆန်စကားပြောတဲ့နေရာမှာ तू ကကျွန်တော်နဲ့ပို့ပြီးစကားကြွယ်တယ်ယာအလ္လာဟ်အဲ့ဒီတော့ဖာအရဆလ်ဟူမအီဖီရအောင်ကြီးသွားတဲ့နေရာမှာလေကျွန်တော်နဲ့အတူသူ့ကိုပါနဗီအဖြစ်အဖော်ထည့်ပြီအဲ့ဆိုရင် तू ဘာလုပ်မလဲကျွန်တော်ထောက်ခံသူကူညီသူဖြစ်မယ်ဆိုပြီးတော့မှပြောတယ်တကယ်ပဲတမန်တော်မူဆာရဲ့အလုပ်ကဖီရအောင်ကိုသွားပြီးတော့မှသူ့ဒီမှာကြားတဲ့ကြမ်းကိုပဲပြယုံသက်သက်ပဲဆိုရင်သူ့ရဲ့အကိုဟာရုံကိုခေါ်စရာလည်းမလိုဘူးဟာရုံကလည်းလိုက်ပြောပြရှင်းပြစရာလည်းမလိုဘူးဖီရအောင်နဲ့လည်းပြဿနာအများကြီးဖြစ်စရာမရှိအဲ့ဒီတော့ကျွန်တော်တို့သိရမှာကဟာဒီလို့ပြောတယ်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရှင်းလင်းချက်တွေကိုဟာဒီပညာရှင်တွေဟာဒီလို့ခေါ်တယ်ဆွန်နာလို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တို့ဗာလဲယုံကြည်ရအောင်အချိန်ကကုန်သွားပြီဖြစ်တယ်အနေငယ်တော့ကြာသွားတဲ့ကြောင့်မာဖ်လုပ်ပါနောက်လာမီအပတ်မှာကျွန်တော်အာယတ်တိသက်အဲ့ဒီအာယတ်တွေဟာဘလို့လူမကုရ်အာန်ကိုပဲကျွန်တော်လက်ခံတယ်ဘယ်သူကမှဆွန်နာလို့ပြောတဲ့တမန်တော်ရဲ့ဆင်းလင်းချက်မှာပါပဲဘာသာပြန်လို့မရတဲ့အာယတ်တွေသိတဲ့ကျွန်တော်ပြောဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့အားလုံးကိုအလို့ရှင်များဟာကုရ်အာန်ကျွန်တော်များနဲ့ဆွန်နာတမန်တော်များဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့လမ်းစဉ်များအပေါ်မှာလိုက်နာကျင့်သုံးနိုင်များဖြစ်ပြီးလို့သိတာမှာမူပါစေဝါခိရူဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်